ဒီနေ့တော့ကျွန်တော်မြင်းကား view ထဲကနေမြင်ရတဲ့ view လေးဆက်ပြပါမယ်မြင်းကား view လေးရောက်နေတာပါဆိုတော့ဒါလေးကမြင်းကား view channel ကကျွန်တော်ရှိတဲ့ quick ဖြစ်လေးပေါ့နော် quick ဖြစ်လေးလောက်ထားတာ quick နားနေကျွန်တော်အဲ့အရှိဘက်ချမ်းကိုလမ်းကြည့်မြင်းကားရွာနဲ့အိုးစီတောင်နေတောင်တိုင်းရလာတယ်အကုန်လုံးအများကြီးကြည့်လို့ရတဲ့နေရာ view တော့ရမ်းမိုက်တယ်ဒီမြင်းကားဖက်တကြောမှာဆိုတော့မြင်းကား view channel အလားဆုံးပဲဆိုတော့ကျွန်တော်မြင်းကား view နေရှေ့ကနေဟိုးဘက်အဲ့ CTP view လေးကကျွန်တော်တို့ဘာခေါ်လဲကဆုံတောင်ရဲ့ရှေ့ကဟိုးတိနာဒီဆိုရင်တောင်တူတောင်တို့ဒါရှိတဲ့ကတော့အိုးစီတောင်လူတိုင်းနေပါလောက်တည်တယ်ဟိုးချွန်ချွန်လေးကကြတော့မြင်းမထီတောင်ဆိုတော့ဒီနောက်နားမှာကျွန်တော်တို့ကမနောလာတောင်ရှိတယ်စကြchannel လိုက်ပြပေးမယ် channel ရမိုက်တယ် channel မြင်ကမှာတော့အလားဆုံး channel ရတူတယ်ဒါတော့ coffee sound ဆိုပြီးတော့လုပ်ထားတဲ့ဟာပေါ့နော် coffee တော့မရောင်းပါဘူးဓာတ်ပုံရိုက်လို့လာအောင်ပဲလုပ်ထားပြီးတာဒီလိုလေးဝါလေးနဲ့တက်ကဲလေးနဲ့ဒါကျွန်တော်တို့မြင်းကားချန်ရဲ့အဝင်လမ်းထီလေးနဲ့ထီလေးတော့ပြန်လဲထားရင်တော့ထီတွေကဟိုကနေစားတော့ဟောင်းတော့တာဆိုတော့ဒါလေးကဒီနားဆိုနေကျွန်တော်ဓာတ်ပုံရိုက်လို့လာလေနော်ရင်တော့ငဲအိမ်လေးနဲ့ထိုင်ခုံလေးနဲ့ထီအနီရောင်လေးနဲ့ကျွန်မပန်းခင်းလေးဆိုနေစိုက်ထားပြဒီချိန်ကတော့ຫນွေရာသီဆိုတော့လေပန်းတွေကတော့အရင်တော့မလာဘူးဗျဒါပေမဲ့ပြင်နေထားတယ်ရှုခင်းတွေ view တွေမိုက်တယ်ဒါဆိုကျွန်တော် channel ရဲ့ဝင်လိုက်မယ် channel ဝင်လာခြင်းဆိုရင်ကျွန်တော်ဒီလိုတိတ်အိုလေးနှလုံးရှိတာပေါ့နော်ဒီကောင်လေးကတော့ပုံမှန်ဆိုကျွန်တော်အရင်တော့ခြံဆောင်တွေဟိုမီးဖို့အတွက်တုံးတဲ့ခြံလေးဟိုကတော့အရင်တော့ဝန်ထမ်းတွေအိတ်တဲ့နေရာပေါ့ဒါပေမဲ့ခုကတော့အချမ်းဆွေးတလူတောင်ဖြစ်နေပြီတတန်းကြာနေပြီဆိုတော့လေတစ်ပင်လေးနဲ့ခေါင်းချွန်လေးနဲ့လိုက်တယ်လေနော်ခုတော့ဓာတ်ပုံရိုက်ဖို့အတွက်ပဲထားထားဒါတော့ပန်းဖြီလို့ရတဲ့နေရာပေါ့ဒါပဲဒီလိုလေးအထီးလေးနဲ့ဒီနားလေးဆိုရင်ကျွန်တော်ပုံမှန်တင်တော့ပင်လေးကအခုမှအနည်းနည်းပြန်တက်လာဖာဗီနာတွေအခင်းလိုက်ဆိုရင်တော်တော်လာတာတို့ဒီနားလေးဆိုရင်ဒါကျွန်တော်တို့နှစ်ယောက်ထိုင်လို့ရတဲ့နေရာလေး beach ကမ်းခြေတော့မဟုတ်ဘူးလေဒါပေမဲ့တောင်တန်း view ကိုငေးလို့ရတယ်ငေးလို့ကောင်းတဲ့နေရာပေါ့ဆိုတော့ဒီလိုလေးတို့အိုးစီတောင်တော့ဝိုင်းကြည့်လို့ရတဲ့နေရာတိုင်းကုန်ဟိုမှာဆိုရင်မီးပုံပွဲလုပ်လို့ရတဲ့နေရာပေါ့ဗျာအဓိကတော့ဓာတ်ပုံရိုက်ဖို့အတွက်ပါပဲလုပ်ထားတာခြံထဲမှာတော့စိုက်ခင်းအဓိကလုပ်ထားတာလေနော်ဒီရှင်းနာတော့ဝိုင်းဆိုရင်ဒါကျွန်တော်လိမ္မော်တွေ၆ထူတီစိုက်ထားတဲ့ area ပေါ့ဒါတွေကဒီကုန်းကျော်လေးဆိုရင်လည်းတော်တော်လာတယ်။မိုးရင်းဆိုရင်မြက်ခင်းပြင်းလေးပုံစံလိုဖြစ်နေတယ်။စိတ်ပြီးတော့ဒါပြီးတစ်ဖက်တစ်ချက်ဆိုရင်ကျွန်တော်ကတော့တယ်တော့ပန်းလေးချတာ။ပန်းစိုက်ထားမှာ။ဟိုကျွန်တော်ကြားတယ်ပြောတယ်မနောလာတောင်ဆိုတော့ပေါ့။ဟိုးရှေ့ကမြင်ရတဲ့အဲ့ဒါလေးကကျွန်တော်မိုင်းလုံးတောင်ကလုံးပြုတ်မိုင်းလုံးတောင်အဲ့ဒါကုန်းကျော်လေးနဲ့ဆိုတော့ဒီက view point ဒီရင်နေတာတော်လာတယ်တော့ view တွေအရန်ကောင်းတယ်တော့ channel မှာလည်းအဲ့လိုအပင်တွေစိုက်ထားတာအများကြီးပေါ့လေသူကတော့ပင်လေးနဲ့ဆိုတရရာလေးရှိတယ် sunrise လာတယ်နေခင်ဘက်တွေတော့နည်းနည်းပူတယ်လို့ရှိပဲမယ်ဒီနေရာတော့ပြတိုက်ဒီထိုင်လို့ဒါလေးနဲ့ထိုင်ကုန်လေးနဲ့ခြံထဲမှာတော့ထိုင်ကုန်လေးရောအများကြီးလောက်ထားပြီးတယ်ဒါလေးတဲ့လူတွေဆိုရင်လည်း
မိုက်ကင်းစင်တဲ့နေမျိုးဖြစ်အောင်ထိန်းထားတာပေါ့လေဒါလေးကတောင်းတလေးနဲ့လာတယ်နော်ဒါလေးဆိုတော့အောက်ဘက်တန်းဆိုလည်းကျွန်တော်ရှင်မှာဒါဆိုအဲချယ်ရီတန်းနေပေါ့နော်ချယ်ရီတန်းချယ်ရီပင်က3နှစ်သားကြော်လောက်ရှိပြီဆိုတော့ဒီပြီးခဲ့တဲ့နေ့ဆောင်းနေတော့တချို့ပင်နေနည်းနည်းပွင့်သွားတယ်ဒီတစ်နှစ်ဆိုတော့အများကြီးပွင့်မလာတော့ပြောတတ်ဘူးဆိုတော့ချယ်ရီပွင့်တဲ့ချိန်ဆိုတော့အဲချယ်ရီတန်းကတော်မိုက်ပါစကူပန်တော့အလားတူပဲဒါတော့မှမူကြတဲ့ခါကျတော့ပွင့်နေရတဝက်လောက်မရှိတော့တာဒီပြီးခဲ့တဲ့နှစ်ပတ်လောက်ဆိုရင်တပင်လုံးမှသူကပန်းနေနေပဲပွင့်နေရွက်တွေကိုမရှိတလောက်ပဲငန်းကြီးဘဲချာခြင်းနဲ့လို့ဆိုတော့အဆင်ပြေတယ်ဒါဘဲတော့မဟုတ်ဘူးငန်းလို့ရတော့ဗောနော်ဒါလေးကကျွန်တော်တဲဦးလေးနဲ့အရှိမကွက်ပြစ်လေးထုတ်ထားအားလို့ထိုင်ရန်ကောင်းတာလေးတူဖြူနဲ့ထင်းရှူပင်နဲ့တဲဦးလေးနဲ့ကွက်ပြစ်လေးနဲ့ရှေ့အမြတ်ကွက်ပြစ်လေးပြစ်ပေါ်မှာကျွန်တော်ဒီလိုထိုင်ကုန်လေးတွေလောက်ထားပြီးပြီးတော့အိုစီတောင်ရဲ့အလှငင်းကရွာရဲ့အလှကိုထိုင်ပြီးရှုစားလို့ရပြီဒီနာကနေဆိုတော့လာဒါလေးကကျွန်တော်တဲအိုကနေအပေါ်တက်တဲ့လမ်းပေါ့နော်အဲ့လိုတာယာဟောင်းလေးနဲ့လုပ်ထားတာတဝင်းရလို့လာတယ်နားလေးတယ်မောင်တိုးပွားရင်တော့မလဲဘူးခုရမ်းလေသွားပြီဒါအဝင်လမ်းဒီနားဆိုရင်ကျွန်တော်ဒီမှာတောင်တိုင်းရဲ့နာမည်တွေနဲ့တဝင်းရရအောင်လုပ်ထားပြီကွပြက်လေးနဲ့ဝါတဲလေးနဲ့ရွှေဝါပင်လေးနဲ့ဒါလေးကလည်းငင်းက view channel ကကျွန်တော် cherry land ဒီလိုလေဘယ်ညာကို cherry စိုက်ထား cherry ပင်တော့ကြီးနေခုလာပြီးအဲ့ဒါလေးနည်းနည်းကြော်လာလို့ရှိရင်ကျွန်တော်ဒီမှာထင်းဝင်းလေးဆိုရန်လာမနေ့ထိန်းထားရတာပေါ့နော်ထင်းဝင်းဟိုးရင်တော့ခြံဆောင်မရှိခင်တော့ဆိုထင်းဝင်းလေးလာခုတ်ကြထင်းစီဆိုတော့အခုတော့တွတ်ပြားရနေကပြီးတော့ကျွန်တော်ပြန်ထိန်းထားရတာဒါလေးဆိုရင်ထိုင်ကုန်လေးနဲ့တန်းလေးနဲ့တန်းလေးစီပြရတယ်တမရဘူးလိုက် photo frame လေးရောထိုင်ကုန်လေးထိုင်ရမယ်ဒီဘက်ဆိုရင်ကျွန်တော်တို့မြင်းကရဲ့ရွာမြောက်ဖက်ချမ်းကိုမြင်ရတဲ့ view ပေါ်လေးတို့ကတော့မြင်းကရွာဖျားဒီဘက်ဆိုရင်ရှုခင်းလေးရမ်းလာတယ်ညဘက်ဆိုရင်ဟိုးပဲလွင်မြေကိုလမ်းကြည့်လိုက်မီးလေးလင်းထိန်တယ်အဲ့ဘက်ကျတော့ကျွန်တော်ပင်းရတို့ရွာငံတို့သွားတဲ့လမ်းကြောင်းပေါ်တွေ့ကြတော့ထင်းစီအဲ့လိုလေးရင်တော့ကျွန်တော်ခြံဆောင်နေမရှိခင်တော့ထင်းစီတွေလာခုတ်ကြတာအခုတော့ထိန်းထားပါတယ်ဒီနားလေးဒါလေးထိုင်ကုန်ထိုင်ရလုပ်ထားပြီးရနေ
ပိုးစီတောင်လေးနဲ့ကျွန်တော်ဒီမှာရှုခင်းလေးဆိုရင်တောင်းရလို့ရန်လာတဲ့နေရာဒါမူလေးနဲ့ရွာလာဆိုတော့လေအပင်ကလည်းစိမ့်စိမ့်ဆူဆူလေးပြန်ဖြစ်လာတောင်းရလို့ရန်လာတဲ့ဒီမိုးရွာပြီးစားဆိုပိုတော့လာတယ်လေးကကျွန်တော်တို့မြင်းကပြူပါကလောရောက်လို့ရှိရင်အေးစစ်စစ်လေးလေချင်တဲ့လူဆိုရင်မြင်းကပြူပေါ့တက်လဲလို့ရတယ်ဗျအဲ့လေး sharing လုပ်ပေးတာပါခင်ဗျာကျေးဇူးတင်ပါတယ်